ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထက်မှခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကဟိုပေါ့ဗျာဒီမြင်းချံကဖြစ်ရလေးတစ်ခုနဲ့ကျွန်တော်စပြောချင်တယ်မြင်းချံဖြစ်ရဆိုတာအချောင်းပေါ့ဗျာဟိုမြင်းချံမှာမိန်လာကန်10နဲ့မြို့သား2ယောက်ကွယ်လွန်ဆုံးပါတဲ့တည်င်းလေးပေါ့နော်အောက်ဆီဂျင်ပြတ်ပြီးဆုံးပါတဲ့တည်င်းလေးဒါလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာကိုပြောချင်လဲဆိုတော့ခုနေ့ကကိုခင်လိုင်းရဲ့TikTok မှာတင်ထားတဲ့ဟာလေးကိုမျိုးလုံးထဲမှာအဲ့တရင်ကိုမြင်တဲ့ချိန်မှာဦးခင်လိုင်း TikTok မှာတင်ထားတဲ့ဟာလေးကိုလည်းတွားမြင်လိုက်လို့အာယုံထဲမှာရလိုက်လို့အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ထည့်ပြောတာဦးခင်လိုင်း TikTok မှာတင်ထားတာသူ့အိမ်ချန်စီကိုပေါ်ပါသူ့အိမ်ချန်ကဟိုမီဂျူတွေခိုးခံရတော့သူကအဲ့ဒါလေးကိုခိုးခံရတဲ့ကိစ္စလေးကိုဦးခင်လိုင်းကသူ့ရဲ့ TikTok ပေါ်နေ post တင်ဗီဒီယိုကလစ်လေးနဲ့သူပြောထားတာတွေ့တယ်ပြောထားတဲ့အထဲမှာပါလာတဲ့စကားလုံးလေးပေါ့နော်ဦးခင်လိုင်းရဲ့ချန်ပေါ့နော်ချန်ထဲမှာရှိတဲ့ဟိုမီဂျိုတွေကိုတခိုးခိုးရလို့ခိုးရတယ်ဖြစ်စဉ်ဖြစ်တယ်ဖြစ်တော့ तू ကအဲ့ဒါကို तू ကြည့်ပြီးတော့တခိုးပေါ်မှာ तू ကစိတ်ဆိုးတာမဟုတ်ဘဲနဲ့ तू ကတခိုးနဲ့ तू ဟွာတယ်ပေါ့နော်ဒါကောင်းဝင်လောက်ကရှာဖွေစားတော့စီချင်တဲ့စိတ်နဲ့ तू ကစီတနာနဲ့ तू ပြောတဲ့ဗီဒီယိုကလစ်လေးမှာပါတဲ့စားသားလေးကျွန်တော်သဘောကျသွားလို့အဲ့ဒါလေးကိုလည်းကျွန်တော်ပြန်ပြောတာပါအဲ့ဒါလည်းဘုသူစကားလဲဆိုတော့ तू ပြောတော့ဘုသူစကားလဲဆိုတော့ရုပ်ရှင်စီယုံကနာယကကြီးဦးအောင်လွင်ပြောဆုံးမတဲ့စကားလို့တော့ तू ပြောတယ်အဲ့ तू ကအဲ့ဒီစကားလို့ပြန်ပြီးတော့ဒီဘက်မှာပြောတယ်ကျွန်တော်ကြိုက်လို့2ခေါက်လောက်3ခေါက်လောက်ကျွန်တော်ပြန်နားထောင်ပြတယ်အဲ့ဒီအပိုက်လေးကိုအဲ့ဒီပိုက်လေးသွားတရိရတယ်အဲ့တော့မင်းမိန်လာကန်မှာအောက်ဆီဂျင်ပြတ်ပြီးတည်တဲ့2ယောက်ကိစ္စနဲ့မင်းဒါနဲ့ဘာဆိုင်လို့လဲလို့ထင်လိမ့်မယ်နားထောင်ကြည့်ပါဦးသူကဥခင်လိုင်ကဘာပြောလဲဆိုတော့သူကသူချန်စီယိုမှာဟိုခိုးရတဲ့ကျိုးတွေဖြုတ်ခိုးရတဲ့လူနဲ့ပတ်သက်တော့ပြောတာဒါအကုသို့အလုပ်တွေဆိုတော့သူပြောချင်တယ်ဒါပေမဲ့ဘယ်လိုပြောလဲဆိုတော့သူကြားဘူးရအားလေးရှိပေါ့နော်အဲ့ဒါလေးကဘာလဲဆိုတော့ရွာတရိုးကြွတ်ထိုးတဲ့ဒုအဖေတဲ့စားတော့ဒုတွေတဲ့ခံတော့ဒုအဖေတဲ့အဲ့စာပိုက်ကလေးသူရွတ်ပြလိုက်တယ်ဆိုတော့အဲ့စာပိုက်ကအနဲ့အတိတ်ပဲလေးကဒါတာသွားတယ်ရွာတရိုးလေတရိုးကြွတ်ထိုးတယ်ဆိုတော့ရွာလေတရိုးကြွတ်ထိုးတဲ့ဒုအဖေစားတော့ဒုတွေတဲ့ခံတော့ဒုအဖေတဲ့ဆိုတော့ဟာမျိုးဆိုတော့သူဖေဖြစ်ဖေလို့သူကသူ့သားလေးတွေသမီးလေးတွေစားဖို့အတွက်ကိုထမင်းစားထမင်းဝါဖို့အတွက်ကိုသူကဘာလုပ်လဲဆိုတော့ဒီလေကသိန်းရိုးတစ်ချောက်တွေမှာလိုက်ပြီးတော့သူကကြွက်လေးတွေလိုက်ထိုးပြီးတော့ကြွက်တွေလိုက်ထိုးပြီးတော့ကြွက်ရပြီးကြွက်ကလေးတွေတီးပြီးတော့ရပြီးတော့ကြွက်လေးလိုက်ရောင်းသူထိုးပြီးတီးထားတဲ့ကြွက်တွေသူမြတ်ကြွက်တွေရဲ့မိသားစုဘွားတွေသူကပ်ပြီးတော့သူအဲ့ကြွက်ကလေးတွေပြန်ရောင်းပြီးတော့မှကိုသူ့သားသမီးကိုသူ့သားသမီးထမင်းဝါအောင်ကျွေးပြီးတော့ပဲတော့အဲ့တော့ကလေးတွေကနေခံစားပြီးတာလေတယူကြွတ်ထိုးတဲ့ဒုအဖေတဲ့စားတော့ဒုတွေတဲ့စားတော့ဆိုတာသူတို့အားလုံးကကြွတ်ထိုးတဲ့အကုသိုလ်လောက်တာသူ့အဖေဒါပေမဲ့စားတော့သူတို့သားသမီးတွေမိသားသူ့မိန်းမရဲ့ကလေးတွေစားကြတယ်ခံတော့ဒုအဖေဆိုစကားလုံးမှာဖေးတယောက်ရဲ့အနစ်နာခံမှုကြီးကိုသူကပြောပြတယ်အဲ့တော့ကျွန်တော်တို့လူတွေကရှာဖွေစားတော့ကြတယ်လောက်ကရှာဖွေစားတော့ကြတဲ့အခါမှာဖေးတွေကထိတ်ကနေပိတ်ပြီးတော့ဘလောက်ဦးစားစူးစမ်းပန်းစားရှာဖွေအမျိုးကောင်းသားတွေကိုပြောတာပါနော်ထိတ်ကနေပိတ်ပြီးသူတို့စူးစမ်းပန်းစားရှာဖွေပေးကြတယ်အကုသိုလ်လားကုသိုလ်လားဆိုတာတဲ့ကိုမိသားစုဝမ်းဝါရေးကိုဦးစားပြီးစူးစမ်းပန်းစားလုပ်ခဲ့ကြတယ်ကုသိုလ်တွေအကုသိုလ်တွေခဏထားငါကလေးတွေထမင်းဝအောင်ငါကလေးတွေလူလုံးဖြစ်အောင်ငါတို့ဒီဘဝတော့ရုံးနိုင်မယ်ကွာဆိုတော့အခြေအနေမျိုးနဲ့သူစူးစမ်းပန်းစားလုပ်ခဲ့တယ်အဲ့တော့ကလေးတွေကတော့မတိကြဘူးသူ့ဖေရှာလာတဲ့ပတ်စံစားရှာလာတဲ့ဆန်လေးထမင်းလေးချက်ပြုတ်စားတော့ပျော်ရွှင်တဲ့ဖေးနေတယ်ဖေးကတော့ပျော်ရွှင်နေတယ်ဖေးကတော့ဒီကလေးတွေပျော်ရွှင်နေသူကျင်းတတ်နေမိသားစုဖူလုံးနေမိသားစုမျက်နှာအပြုံးလေးတွေမြင်ရသူကျင်းတတ်ပြီဆိုတဲ့နေရာဖေးကနေတယ်ဘယ်တော့မှလူမိုက်ကြီးလို့နေတာဗျာဖေးတယောက်ကဒီလိုနေပြီးတော့ရှာဖွေကျိုးမွေးတာပေါ့ရှက်ရကောင်းမှလည်းမသိဘူးကြောက်ရကောင်းမှလည်းမသိဘူးသူတို့ကကုသိုလ်အကုသိုလ်လည်းသူတို့မသိဘူးသူသားသမီးဝမ်းဝါရေးသူမိသားစုဝမ်းဝါရေးသူမိန်းမသူသားသမီးဝမ်းဝါရေးလို့လောက်ကြလို့ရှိတယ်အဲ့ဒါကိုလောက်ကြကန်ကြတော့အဲ့ဒါကိုပြောအဲ့တော့အကုသိုလ်ခံရေးဆိုတော့ခံတော့ဒုဖေးဆိုစကားလုံးခံကြတာဖေးကခံကြရတယ်ခံလိုက်ရတယ်ပေါ့ဆိုတော့ဒါမျိုးပေါ့နော်ဆိုတော့အခုမြင်းကြံမိန်လာကန်ထဲမှာဖြစ်သွားတဲ့ဖြစ်စဉ်ဆိုလေဒါကျွန်တော်မျိုးလုံးထဲမှာမြင်လိုက်တာအကယ်၍ဒီနှစ်ယောက်ကသာဖခင်နေတာဆိုရင်ကလင်းရဲ့အဖေနေတာဆိုရင်ဆိုတော့ကိုချင်းစာတရားလေးမျိုးလုံးထဲမှာတွေးပြီးဝင်လာမိလို့ကျွန်တော်ဒါလေးကိုထည့်ပြောတာပါအဲ့တော့ဆက်ဆက်လာမဆက်ဆက်လာခင်ဗျားတို့ကြိုက်တာတွေးပါเนาะကျွန်တော်တို့ပြီးရင်တော့ပြောရတာပေါ့နော်မြင်းကြံမြို့အမှတ်4ရပ်ကွက်ပေါ့နော်နယ်မြေနှစ်မှာပေါ့နော်မြင်းကြံမြို့အမှတ်4ရပ်ကွက်နယ်မြေနှစ်မှာမိန်လာဆယ်တဲ့အလုပ်ကိုလှုပ်စားတဲ့လူငယ်2ယောက်လူ2ယောက်ပေါ့နော်လူငယ်မို့လူလာပိုင်း2ယောက်ပေါ့နော်မြင်းကြံမြို့ဒီအမှတ်4ရပ်ကွက်နယ်မြေနှစ်မှာဒီနေ့22ရက်နေ့မေလ22ရက်နေ့မနက်7:00နာရီလောက်မှာပဲသူအဲ့ဒီရက်ကွက်ထဲမှာမိန်လာပေါ့မပြောဘူးဗျာမစင်နေပေါ့မိန်လာတွေဆဲပြီးတော့သူအဲ့တော့ပြန်မပြတ်တဲ့အလုပ်ကိုလောက်ကင်ရှာဖွေစားတော့ရတဲ့လူလာပိုင်း2ယောက်လူလာပိုင်းဆိုအသက်40အရွယ်ပုံကိုယ်တွေပေါ့40 41အရွယ်ပုံကိုယ်တွေ40အရွယ်ပုံကိုယ်တွေအဲရှာဖွေစား2ယောက်ကအဲ့ဒီနေ့မနေ့မှာအဲ့ရက်ကွက်ထဲမိန်လာပိုင်းထဲမှာမိန်လာကန်ထဲမှာသူဆင်းပြီးတော့မိန်လာ10နဲ့အပေါ်ပြန်မတက်လာရင်လို့အိမ်ပိုင်ရှင်စိတ်ပူလို့
ဆက်လိုက်တဲ့အချိန်မှာသွားကြည့်တဲ့အချိန်မှာတော့မိသက်တပ်ဖွဲ့ရေးဖို့ကဲသိမ်းဖွဲ့သွားဆက်တဲ့အခါမှာရောက်ချလာတော့ဟိုနှစ်ယောက်ကမင်္ဂလာဝါထဲမှာတည်နေပြီနှစ်ယောက်ကတည်နေဘာလို့ဆိုအောက်ဆီဂျင်ပြတ်ပြီးတည်တာအောက်ဆီဂျင်ပြတ်ပြီးအသက်40အရွယ်အမျိုးသား2ဦးဖြစ်တယ်မြင်းချံမြို့မှာနေထိုင်တဲ့အမှတ်4ရုပ်ကမှနေထိုင်တဲ့သူတွေဖြစ်တယ်အသက်40အရွယ်အမျိုးသား2ဦးအဲ့တော့ကိုယ်လုံးဆုံးမသွားရှာတယ်ပေါ့ဗျာနော်ပြောတော့မစင်တွင်းတဲ့ကိုဆင်းရင်မစင်တွင်းကဟိုငကိုတွေက acid မျိုးစုံရှိတယ်အဆိပ်ဟိုအငွေ့မျိုးစုံပေါ့ဒီကောင်မစင်တွင်းကထွက်တဲ့ဟိုဟာတွေကအနံ့ကလူရဲ့ဟိုအဆုပ်နှလုံးတွေကိုထိခိုက်စေတယ်ဟိုအရန်အဲ့ထက်မှသွားနေရတော့ထိခိုက်နေတော့ဗျာဆိုတော့ဟိုဆုံးကုန်တာပေါ့နော်အောက်ဆီဂျင်ပြတ်ပြီးဆုံးတာပေါ့မစင်တွင်းနဲ့ဆင်းတော့ဆိုတော့မေလာကန်နဲ့ဟိုအရင်တော့ပိုက်နဲ့သူတို့စုပ်မှာပေါ့ဆက်နေဒီစုပ်ထက်ပါဟိုဆက်ထဲကားဟိုကားတို့မေလာတဲတဲ့ကားတို့စုပ်ထက်မယ်ပြီးရင်တော့အထက်ကိုသူတို့ဆင်းနေဆင်းပြီးတော့တန်ရှင်းထက်လုံးမှာပေါ့လုံးလုံးမှာပေါ့တခုလုံးရင်းနဲ့အဲ့လိုဆုံးပါသွားရှာတယ်တကယ်တော့ဗျာမေလာဆဲတဲ့အလုပ်ကိုဘယ်သူကလုပ်ချင်မှာလဲခမရလုပ်ချင်မှာလားကျွန်တော်လည်းမလုပ်ချင်ဘူးဒါပေမဲ့လူဟာကိုယ့်ဘဝဝမ်းကြီးအတွက်ကိုကြရဇက်ယုံမှာအကောင်းဆုံးတာဝန်ချေမှုကြရတယ်ခုနကျွန်တော်ပြောတဲ့လေတယူကြွတ်ထိုးတဲ့ဒုအဖေလို့ပေါ့ဗျာကြွတ်ထိုးတဲ့ဒုအဖေကလေတယူမှာဘယ်သူကကြွတ်ထိုးချင်မှာလဲဗျာကိုသားသမီးဝမ်းရည်သူ့ဟာသူဆိုရင်တော့သူနေမှာပေါ့ဒါပေမဲ့ကိုမိသားစုဝမ်းဝါရေးအတွက်ကြွတ်ထိုးတဲ့အလုပ်ကိုလည်းမတက်တာလည်းဆိုသူတက်ဆွမ်းတဲ့အလုပ်ကလေးသူလုပ်ပြီးတော့ရှာဖွေကျူးမွေးတာသူတက်တာလေးသူရှာဖွေကျူးမွေးတာဟိုတလောကလည်းဟိုမြို့ထဲလမ်းတွေမှာရက်ွက်တွေမှာဟိုမြောက်ဝတ်စုံတွေလိုက်ကြတဲ့ညီကိုတယောက်ပေါ့နော်ကျွန်တော်တို့တိတ်မကွာတော့ပေါ့ကျွန်တော်တို့တိတ်မကွာတတ်လို့ညီကိုတယောက်သူဆိုရင်သူကြိုးစားမှသာကရတယ်ဒါပေမဲ့သူမိသားစုနဲ့ကွဲနေရတယ်သူသမီးလေးသူလွှတ်ဆွတ်ကြောင်းလေးသူပြောတယ်ဒါမျိုးတွေပေါ့ဒါဟိုဘာခေါ်လို့ဆိုမိဘမြစ်တာဖခင်တယောက်ကမြစ်တာဖေးတွေမှာလည်းနှလုံးသားရှိတယ်အသေးနှလုံးရှိတယ်ပေါ့ဗျာပြောရရင်တော့အသေးနှလုံးရှိတယ်အဲ့တော့ဒီခုနနှစ်ယောက်ကသူဖခင်တွေလားမိဘတွေလားဆိုတော့ကျွန်တော်ထင်နေပြလူလူတွေတော့မဖြစ်နိုင်တော့ဘူးအသက်40ရွယ်ဆိုတာတော့40ရွယ်ဆိုတော့လူတွေဖြစ်နိုင်တော့အိမ်အောင်ကြပြီးသားကြီးလည်းဖြစ်နိုင်တယ်မိသားစုဝေးရတွေလောက်ရတာလည်းဖြစ်နိုင်တယ်မိဘကိုရှာကျွန်းနေတယ်လည်းဖြစ်နိုင်တယ်ဒါပေမဲ့သူတို့ဒီမိန်လာဆဲအလုပ်ကိုလုပ်ပြီးတော့တမိုးရန်ကြောင့်ပြူကြရရှာတယ်အဲ့လိုလုပ်ရင်းနဲ့ဒီမိန်လာဆဲအလုပ်ကနေပဲကိုအသက်ကိုတည်စေတယ်ဝမ်းရေးအတွက်မိန်လာဆဲတဲ့အလုပ်ကိုလုပ်တယ်ဒါပေမဲ့အဲ့ဒီဝမ်းရေးအတွက်လုပ်ရင်းနဲ့ပဲကိုအသက်ကိုဆုံးရှုံးစေတာဖြစ်သွားရှာတယ်ဆိုတော့တခါကြရင်တော့ဟိုစိတ်မကောင်းစရာပေါ့ဗျာစိတ်မကောင်းစရာပေါ့အဲ့တော့ဒီမိန်လာဆဲတဲ့အလုပ်ကိုသူတို့ခင်ဗျာလဲဟိုလှုပ်ချင်ရှာပါတော့မဟုတ်ပါဘူးသူတို့လည်းတောင်းဒီကြက်ကြောကို neck tie တက်ပြီးတော့ကုမ္ပဏီဝန်ထမ်းကုမ္ပဏီရဲ့ CEO နေရာမှာထိုင်ပြီးသူတို့နေချင်းရှာမှာပေါ့ဗျာဒါပေမဲ့လည်းဘဝတွေတူမှမတူကြတာနော်ဟိုဘယင်းဖြစ်ဖို့မွေးဖွားလာတဲ့လူကဘယင်းသားဖြစ်နေပဲတော့ဘယင်းမိဖုရားရဲ့ပိုက်မှာတတိတင်မှာပဲတာမန်လူရဲ့မိသားစုမှာမွေးဖွားရလို့တာမန်လူဖြစ်မှာပဲသူအခြေအနေဘဝပေးအခြေအနေတွေနဲ့ပဲတွားကြရတာဖြစ်တဲ့အတွက်စိတ်မကောင်းစရာပါပဲအဲ့တော့ဒီကိုလုံးဆုံးမသွားတဲ့လူနှစ်ယောက်အောက်စီဘက်ကိုဆုံးမသွားတဲ့လူနှစ်ယောက်ဘဝအတွက်တော့စိတ်မကောင်းစရာဖြစ်ပါတယ်တကယ်လို့မိသားစုတွေကြံနေခဲ့မယ်ဆိုရင်သူတို့မိသားစုတွေဘယ်လောက်တောင်ရင်ကွဲနာကြမလဲပေါ့နော်ဒါကြောင့်ကျွန်တော်အလုပ်တိုင်းကိုတန်ဖိုးထားဖို့ဘယ်အလုပ်ကိုမဆိုကျွန်တော်တို့မြည်သူဖြစ်ကျွန်တော်တို့တဲ့တစ်ဆင့်နှိမ့်ကြတယ်နှစ်ဆင့်နှိမ့်ကြတယ်အဆင့်မောင်းသာနှိမ့်ကြတဲ့အလုပ်တွေဖြစ်လေလင်ကစားသူ့နောက်ကျောမှာသူ့နောက်ွယ်မှာသူဒီလိုမျိုးပင်မခံလုပ်နေမယ်သူ့နောက်ွယ်မှာသူ့ရဲ့ကောင်းကြီးဖြစ်နေမျှော်နေတဲ့မိသားစုတွေရှိမယ်ဆိုတာကိုတော့သိကြဖို့လိုတယ်ပေါ့လူတိုင်းမှာသိကြဖို့လိုတယ်အဲ့တော့ပြီးတော့ဒီနေရာမှာဒီဟိုပြောရရင်ဒီနေရာမှာကျွန်တော်တို့အားလုံးကလူတိုင်းကိုတန်ဖိုးထားတတ်ဖို့လူရဲ့တန်ဖိုးသိဖို့သူလုပ်တဲ့အလုပ်ပေါ် professional ဆိုတော့သူ့ရဲ့တန်ဖိုးသိဖို့လူရဲ့တန်ဖိုးသိဖို့သူလုပ်နေတဲ့အလုပ်ရဲ့ဝမ်းယူသူနားလည်ပေးကြဖို့ပြီးတော့ဒီမိန်လာကန်နေမစင်ဟိုဖြစ်တဲ့ကိစ္စတွေမှာကျမ်းမာရေးနဲ့ညီညွတ်တဲ့စနစ်တကျဟိုလှုပ်ဆောင်ဖို့နိုင်ငံတကာမှာလှုပ်တဲ့ပုံစံတခြားနိုင်ငံတွေမှာဒီဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလှုပ်တဲ့ပုံစံနဲ့မြန်မာပြည်မှာလှုပ်တဲ့ပုံစံကွာခြားချက်တွေအများကြီးပါမြန်မာပြည်မှာကျတော့ဟိုအဆင်ပြေသလိုကြုံသလိုချထိတ်တာပဲဖြစ်သွားတော့လဲကံပေါ့ဒီလိုမျိုးပြောကြတယ်ဖြစ်သွားတော့လဲကံပေါ့ကံတော့ကံပေါ့ဗျာကံလို့ပဲပြောကြရင်မဲ့အတိတ်ကံကြောင့်ဆုံးမရတယ်အသက်ကံကြောင့်ဆုံးမရတယ်ဆိုပေမဲ့မကြောက်ရမနာတာမကြောက်ကောင်းမကြောက်ကြောမကောင်းကြားမကောင်းတွေဖြစ်တဲ့အခါစိတ်မကောင်းတွေဖြစ်ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီကိုလုံးဆုံးမသွားတဲ့သူနှစ်ယောက်ကိုလည်းကိုချင်းစာပါတယ်စိတ်လည်းမကောင်းဖြစ်ရပါတယ်ဟိုသူတို့ဒါဖေးတွေဖြစ်တယ်ဆိုရင်ကျွန်တော်လည်းဖေးတယောက်ဖြစ်တော့ကိုချင်းစာမိတယ်စိတ်ထဲမကောင်းဖြစ်မိတယ်အဲ့တော့ကျွန်တော်တို့ကိုယ့်ထက်ဟိုအတန်းပညာပဲနှိမ့်ပညာသဘောပဲနှိမ့်အလောက်ကိုင်းပဲနှိမ့်အတွေးခေါ်ပဲနှိမ့်မစော်ကားဘူးလေးစားတန်ဖိုးထားကြဘူးလူချင်းတန်ဖိုးထားလေးစားတဲ့စိတ်လေးရှိကြဘူးပြီးတော့သူတို့ကလည်းသူတို့ရဲ့မိသားစုတွေသူရဲ့ကောင်းကြီးတွေပဲဆိုတော့ကျွန်တော်တို့လေးစားပေးတတ်ဖို့ပေါ့နော်လေးစားမှုပေးတတ်ဖို့ဒါလေးအရေးကြီးပါတယ်အဲ့ဒါလေးတော့အရေးကြီးပါတယ်ပြီးတော့ကျွန်တော်လည်းလို့ထည့်ပြောအောင်မယ်ကျွန်တော်အားလုံးအမေများနေမျိုးနေပြောတယ်ကဲကျွန်တော်ရုပ်သာနားထောင်နေကြတဲ့သူတွေမှာကြားမဖိုမအစုံလေးရှိပါတယ်ကြားမအစုံလေးရှိတယ်အသက်ကြီးသူအသက်ငယ်သူရှိတယ်အားလုံးကဖေးလေးရှိကြတယ်မေးလေးရှိကြတယ်ဖေးလေးရှိကြတယ်ဘယ်လူတူတယောက်မှဖေးမေးမရှိပဲမွေးလာလူတယောက်မရှိဘူးအဲ့တော့ဖေးမေးရှိကြတယ်တက်ရှိချင်းရှိတာရှိတယ်ကိုလုံးသွားတာရှိတယ်ကို့ဖေကိုချစ်ချောင်းပြောပြီးသွားပြီလားအဖေကိုလည်းချစ်ချောင်းပြောပြီးကြပြီလားပေါ့နော်အဖေရဲ့မျက်နှာခံမှုတွေကိုကိုချင်းစာချောင်းစာနာမိချောင်းပြောမိပြီလားမပြောရသေးတစ်ခါတော့ပြောပြလိုက်ကြပါဦးဗျာအဖေလည်းနှလုံးသားရှိပါတယ်နော်အမေလည်းဟုတ်ပါအဖေလည်းနှလုံးသားရှိပါတယ်ဆိုတော့ဒါလေးလည်းကျွန်တော်ဂျူနီယာကိုထည့်ပြောတာပါပြောမရဘူးဒါကျွန်တော်ထင်တယ်ဒီညောင်ဟာအိမ်တော်တွေဖြစ်နိုင်ကြတယ်များပါတယ်ဒါစိတ်မကောင်းစရာလေးဖြစ်နေကျွန်တော်ထည့်ပြောတာဖြစ်ပါတယ်ဒါလေးတစ်ခုပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ
အဖေတွေကလည်းခုနဟိုဟာတွေလိုပါပဲနွားတွေပါပဲနွားတွေဆိုဆဲရမဟုတ်ဘူးနွားတွေ